ဇလန်လေးရဲ့အစမှာတော့ကဘာမြေကြီးဟာစွမ်းအားကြီးမားတဲ့လဲလုံးလေးတစ်စုံကိုဖွားမြင်ခဲ့ပါတယ်။အဲဒီလဲလုံးလေးဟာနတ်ဆိုးရဲ့အစွမ်းနဲ့နတ်ကောင်းရဲ့အစွမ်းတို့ပေါင်းစပ်ထားတာကြောင့်နတ်ပြည်မှာတောင်းကျမ်းဖို့အကြောင်းဖန်လာခဲ့ပါတယ်။အဲဒါကိုသိတဲ့လောကနတ်ဆရာတော်ကြီးဟာသူ့ရဲ့တပည့်နှစ်ယောက်ဖြစ်တဲ့ဖတ်ရည်ကျန်းရှန်နဲ့ရှန်ကုန်းမောင်တို့ကိုမိစ္ဆာအားကောင်းနေတဲ့လဲလုံးလေးကိုတွားပြီးဖန်ဆီးခဲ့ပါတယ်။ဖတ်ရည်ကျန်းရှန်ဟာမိစ္ဆာရဲ့ကောင်းတဲ့အချမ်းကိုအသုံးပြုပြီးမေတ္တာနဲ့ဖမ်းဖို့လုပ်ခဲ့ပေမဲ့သူပဲအထိုးခံလိုက်ရပါတယ်။ရှန်ကုန်းမောင်ကတော့ကြာပုတ်ကိုအသုံးပြုပြီးတိုက်ခိုက်ပေမဲ့အလဲမိစ္ဆာနှစ်ဖျားကိုဘလို့မှမရှင်းနိုင်ပဲဖြစ်နေခဲ့ပါတယ်။အဆုံးမှာတော့လောကနတ်ဆရာတော်ကြီးကိုယ်တိုင်ဖန်ဆီးဖို့ဖြစ်လာပါတော့တယ်။လောကနတ်ဆရာတော်ကြီးဟာမိုးကြီးတစ်ခုကိုဖန်ဆင်းလိုက်ပြီးပလဲနှစ်ဖျားကိုဖန်ဆီးလိုက်ပါတယ်။ခဏကြာမှတော့အိုးကိုအဖုံးပိတ်ပြီးမိခင်လိုက်ကပလဲဝိညာဉ်နဲ့ပလဲမိစ္ဆာဆိုပြီးနှမျိုးခွဲခြားလိုက်ပါတယ်။ပလဲမိစ္ဆာကိုတော့နောက်3နှစ်နဲ့မိုးချိုးပြပြီးပြောက်ွယ်ပါစေဆိုပြီးအင်ဂျာတိုက်ကပလဲမိစ္ဆာကိုအစီရင်နဲ့ချုပ်ထားခဲ့ပါတယ်။ပလဲဝိညာဉ်ကိုတော့စစ်သူကြီးလေးကျင်းရဲ့သားတော်စီမှာဝင်စားစေဖို့ရွေးချယ်ထားခဲ့ပြီးအဲဒီကျန်ရှန်ကိုပလဲဝိညာဉ်ဝင်စားစေဖို့တာဝန်ပေးခဲ့လိုက်ပါတယ်။အဲဒီအချိန်မှာအဝင်ကိုမရခဲ့တဲ့ရှန်ကုန်းမောင်ဟာမကြင်မနှက်ဖြစ်နေခဲ့ပါတယ်။ပလဲဝိညာဉ်ဝင်စားမဲ့ကလေးလေးကိုမိကြားလို့နာမည်ပေးဖို့မှာကြားခဲ့ပြီးလောကနတ်ဆရာတော်ကြီးလည်းကိုအောင်တရားကျင့်ဖို့ရောက်ွယ်သွားခဲ့ပါတယ်။လောကနတ်ဆရာတော်ကြီးကိုအောင်တရားကျင့်နေတော့ယခုကြည့်ရှုနေတဲ့ညီကိုမောင်နှမတွေကိုတခုလောက်တောင်းဆိုပြရစီခင်ဗျာ။ကျွန်တော်တို့ရဲ့ channel မှာ animation ကားလေးတွေကိုဆက်တင်ပေးသွားနိုင်ဖို့ like ကလေးတွေတယောက်တစ်ချက်စီနှိပ်ပြီး channel လေးကို subscribe မလုပ်ရသေးရင်လည်းလုပ်ခဲ့ပေးပါအောင်လို့တောင်းဆိုပြရစီခင်ဗျာ။ဒီမှာတော့စစ်သူကြီးလေကျင်းတို့ဇနီးမောင်နှံဟာဘုရားကျောင်းတောင်ထဲကိုဝေပြုဖို့ဝင်လာခဲ့ပါတယ်။ကျင်းဟာသူ့ရဲ့ဇနီးကိုဘုရားဝေပြုဖို့မှာကြားနေတော့မှပဲအဲဒီကျန်းရှန်ဟာလုံးခိုးတဲ့နေရာကနေပြုတ်ကျလာခဲ့ပါတယ်။ဒီချိန်မှာသူ့ကိုယ်သူမိတ်ဆက်ဖို့လုပ်နေတဲ့အဲဒီကျန်းရှန်ဘောကိုကြောက်တုံးတစ်လုံးပြုတ်ကျလာပြီးတိမိသွားခဲ့ပါတယ်။ဒီလိုနဲ့နောက်တစ်ရက်မှာတော့မိဖုရားကြီးဟာလက်တဲ့တချို့နဲ့သူ့ရဲ့သားတော်လေးကိုဖွားမြင်နေခဲ့ကြပါတယ်။ဒီကျန်းရှန်ဟာပလဲဝိညာဉ်ကိုဝင်စားရအောင်လုပ်ပြရမှာဖြစ်ပေမဲ့ရှန်ကုန်းမောင်ကတော့စတင်ပြီးအကောက်ကျန်ခဲ့ပါတယ်။ရှန်ကုန်းမောင်ဟာသူ့ရဲ့အစီအစဉ်အတိုင်းအဆောင်တစ်ယောက်ကိုခိုင်းလိုက်ပြီးအရက်ကြိုက်တဲ့အဲဒီကျန်းရှန်ကိုတစ်ခွက်တော့တရက်မောက်တဲ့အရက်တစ်မျိုးကိုလာတိုက်စီခဲ့ပါတယ်။အရက်ကြိုက်တဲ့အဲဒီကျန်းရှန်ဟာအငုံလောက်နဲ့အားမရတာကြောင့်တအိုးလုံးကိုတောက်ပစ်ခဲ့ပါတယ်။မကြပါဘူးအဲဒီကျန်းရှန်လည်းမှောက်သွားခဲ့ပါတယ်။ကုန်းမောင်ဟာပလဲလုံးလေးကိုခိုးဖို့လုပ်နေပေမဲ့ပလဲလုံးလေးဟာအဲဒီကျန်းရှန်ဖွင့်မှပွင့်မှာပဲဖြစ်ပါတယ်။ဝိညာဉ်မဝင်စားသေးလို့ဝိမရဖြစ်နေတာကြောင့်လီကျင်းဟာအဲဒီကျန်းရှန်စီကိုထွက်လာခဲ့ပါတယ်။သူနဲ့လီကျင်းလည်းရက်တော့ပြီးမှောက်နေတဲ့ထိုင်ကျန်းရှန်ကိုတွေ့သွားခဲ့ပြီးအရက်တွေပြန်ထွက်အောင်ဖိုက်ကိုလက်သီးနဲ့ထိုးပေးလိုက်ပါတယ်။ကျင်းရဲ့လက်သီးထိုးချက်တွေကြောင့်အရက်တွေပြန်အန်ထွက်လာခဲ့ပြီးထိုင်ကျန်းရှန်လည်းနိုးလာခဲ့ပါတယ်။ဒီချိန်မှာထိုင်ကျန်းရှန်လည်းဝိညာဉ်ပလဲထည့်ထားတဲ့ဘူးလေးကိုဖွင့်ဖို့အတွက်စကားဝမိတ်နေခဲ့ပြီးတိုင်ပတ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ထိုင်ကျန်းရှန်လည်းလက်ပွေကိုအသုံးချလိုက်တာကြောင့်လဲဝိညာဉ်ထည့်ထားတဲ့ဘူးလေးလည်းပွင့်သွားခဲ့ပါတယ်။ရှန်ကုန်းမောင်အစီမံနဲ့ခိုင်းထားတဲ့လူတစ်ယောက်ဟာပလဲဝိညာဉ်ကိုခိုးဖို့ကြိုးစားနေတော့မှပဲလီကျင့်တားလိုက်တာကြောင့်အနေနဲ့ကင်းသွားခဲ့ပါတယ်။ဒါပေမဲ့မကြပါဘူးရှန်ကုန်းမောင်အစီမံနဲ့ခိုင်းထားတဲ့နောက်တစ်ယောက်ရောက်လာခဲ့ပြီးလဲလုံးကိုယူကလဲမိတ်ဆာကိုတော့လီကျင်းရဲ့သားတော်စီကိုဝင်စားစေမဲ့ကြောက်ပြားကြီးတဲ့ကိုပြစ်ထည့်ပေးလိုက်ပါတယ်။လီကျင်းဟာကြောက်ပြားကြီးကိုခွဲလိုက်ပေမဲ့နောက်ကျလို့သွားခဲ့တာကြောင့်လဲမိတ်ဆာတွေဟာဘုရားကြီးတီကိုရောက်သွားခဲ့ပြီးဝင်စားလို့သွားခဲ့ပါတယ်။ရှန်ကုန်းမောင်အစီမံနဲ့ခိုင်းထားတဲ့လူတစ်ယောက်ဟာလဲဝိညာဉ်ကိုတော့ရှန်ကုန်းမောင်စီကိုပေးလိုက်ပါတယ်။ဇာတပတ်မှာတော့နေကြလေးမွေးဖွားလာခဲ့ပြီးလူလောကကြီးတဲ့ကိုရောက်ရှိလို့လာခဲ့ပါတယ်။ကြားလေးဟာလဲမိတ်ဆာဖြစ်တာကြောင့်မမွေးချင်းမှာပဲစတင်တောင်းကျမ်းနေခဲ့ပါတယ်။နီကျာဟာလမ်းလျှောက်တဆကလေးတစ်ယောက်ဖြစ်ပြောင်းသွားခဲ့ပြီးမိကြောက်တွေနဲ့ဖြစ်ပြီးတောင်းကျမ်းနေခဲ့ပါတယ်။ဆုံးမှာတော့ထိုင်ကျန်းရှန်ဟာရင်းရံခွင်းကိုထုတ်သုံးလိုက်ပြီးနီကျာကိုထိန်ချုပ်လိုက်ပါတယ်။အဲဒီနောက်မှာတော့ထိုင်ကျန်းရှန်ဟာမိတ်ဆွေဖြစ်သွားတဲ့နီကျာကိုတစ်ခါတည်းတပ်ဖြစ်ဖို့လုပ်ခဲ့ပေမဲ့နီကျာရဲ့အမေဟာဝင်ပြီးကယ်လိုက်တာကြောင့်ထိုင်ကျန်းရှန်လည်းလက်လျှော့ခဲ့လိုက်ပါတယ်။ပြည်သူတွေကတော့မိစ္ဆာကိုမလိုချင်ခဲ့တာကြောင့်ဝိုင်းပြီးကန့်ကွက်ခဲ့ကြပေမဲ့နေကြရဲ့မိဘတွေကတော့သူတို့ရဲ့ရင်သွေးလေးဖြစ်တာကြောင့်အားလုံးကိုအာမခံကပြည်သူတွေစီကိုတောင်းဆိုခဲ့ပါတယ်။ကြားဟာ
3 နှစ်သာအသက်ရှင်နိုင်မှာဖြစ်ပြီး3 နှစ်ပြည့်တဲ့နေ့မှာပဲကောင်းကင်ကနေမိုးချိုးပစ်ပြီးတည်ဆုံးသွားမှာဖြစ်ကြောင်းထိုက်ကျန်းရှန်ကပြောပြလိုက်ပါတယ်။ဖခင်ကြီးဖြစ်တဲ့လီကျင်းကတော့နေကြားပေါ်မှာကြာရောက်နေတဲ့ကျိန်သာပြေဖို့အတွက်နဖျားကြီးထံသွားရောက်ပြီးတော့ရှောက်မှာပဲဖြစ်ပါတယ်။ဒီမှာတော့ငရဲပြည်ကိုဆောင်းရှောက်နေရတဲ့ငကားနှစ်မင်းတွေဟာပင်လယ်ရေအောက်ထဲမှာပဲနေခဲ့ရပါတယ်။ရှန်ကုန်းမောင်ဟာသူယူလာတဲ့ပလဲလုံးလေးကိုငကားမင်းကြီးကိုပေးလိုက်ပြီးငကားမင်းကြီးမွေးဖွားလာမဲ့သားတော်လေးကိုပလဲဝင်းညင်ဝင်စားစေမှာပဲဖြစ်ပါတယ်။အကြောင်းကတော့ငကားမျိုးနွယ်တွေဟာလူတွေကိုကယ်တင်မဲ့အရှင်သခင်ရှိမှသာငကားမျိုးနွယ်တို့ဟာလည်းရဲဆောင်ဘွားကနေလွတ်မြောက်ကနတ်ပြည်ကိုဝင်ခွင့်ရမှာပဲဖြစ်ပါတယ်။သူနဲ့ရှန်ကုန်းမောင်လည်းငကားဦးလေးတဲ့ကိုပလဲဝင်းညင်ထည့်ပေးလိုက်ပါတယ်။ခြားတစ်ဖက်မှာတော့ထိုက်ကျန်းရှန်နဲ့လီကျင်းတို့ဟာဆရာကြီးနဲ့ဖရာတန်ကိုသွားနေခဲ့ကြပါတယ်။ကျောင်းကတော့သူ့ရဲ့သားလေးနေကြပေါ်မှာကြားရောက်နေတဲ့ချိန်သားကိုပြေဖြတ်ဖို့အတွက်ပဲဖြစ်ပါတယ်။ဒီမှာတော့ဆရာကြီးနဲ့ဖရာကိုမတွေ့ရပဲငကားဆောင်တင်တဲ့သားလေးကိုသာတွေ့ခဲ့ရပါတယ်။နှစ်သားလေးကလည်းလာရင်ကိုမေးတော့လီကျင်းတို့လည်းနေကြပေါ်မှာကြားရောက်နေတဲ့ကောင်းကင်ချိန်သားပြေဖို့လာခြင်းဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ငင်ချိန်သားဟာဆရာကြီးတောင်မပြေနိုင်ကြောင်းပြောပြလိုက်ချိန်မှာတော့လီကျင်းလည်းဝမ်းနဲ့လို့သွားခဲ့ပါတယ်။တော့နေကြဟာအင်းထဲမှာအပိတ်ခံထားရတာကြောင့်ငွေချင်းတယောက်မှရှိမနေခဲ့ပါဘူး။ရရဲ့အမေဟာတိုင်းပြည်တာဝန်ထမ်းဆောင်နေရတာကြောင့်နေကြဟာသူ့ကိုပြစ်ထားတဲ့ဆိုပြီးသူ့ရဲ့အမေကိုလည်းအမြင်မကြည်ဖြစ်နေခဲ့ပါတယ်။ဒီမှာတော့နေကြရဲ့အမေဟာနေကြနဲ့အတူတူဆော့ပေးမယ်လို့ပြောလိုက်ချိန်မှာတော့နေကြလည်းပျော်ရွှင်နေခဲ့ပါတယ်။နေကြဟာပလဲမိတ်စာဖြစ်တာကြောင့်အလွန်တမာနေခဲ့ပြီးတစ်တောင်စီကိုတစ်ချက်ကန်လိုက်တိုင်းအုံနေရနေပါကွဲထွက်ကုန်ခဲ့ပါတယ်။သို့မှတော့နေကြရဲ့အမေလည်းတစ်ချက်ကလေးဝစ်ပြီးဆော့ရတဲ့အဆင့်ထိရောက်သွားခဲ့ပါတယ်။နေကြရဲ့အမေဟာနေကြနဲ့ဆော့ရတာပင်ပန်းနေပေမဲ့သူ့ရဲ့သားလေးပျော်နေတာကိုမြင်လိုက်ရတော့ဝမ်းသာပီတိတွေဖြစ်နေခဲ့ပါတယ်။ဒီချိန်မှာနေကြရဲ့အမေစီကိုတာဝန်တစ်ခုရောက်လာခဲ့ပြီးနောက်ရက်မှဆက်ပြီးဆော့ပေးမယ်လို့နေကြကိုပြောပြီးသူမလည်းထွက်သွားခဲ့ပါတယ်။နောက်ကြမှာတော့နေကြလည်းအဆောင်တွေကိုလှည့်စားပြီးငွေချင်းရှာဖို့အတွက်အပြင်ကိုထွက်လာခဲ့ပါတယ်။နေကြအတန်ကြားရင်ပဲလက်သူပြည်သားတွေဟာတောင်းရွံ့တုံလို့ပြီးတွေ့တဲ့နေရာမှာတင်ပုံနေခဲ့ကြပါတယ်။နေကြနဲ့အရွယ်သူကလေးတစ်တိုက်ကတော့နေကြကိုဆုံးမဖို့တိုင်ပင်နေခဲ့ကြပါတယ်။သူတို့ရဲ့ဆယ်သားလောက်ပူလဲတဲ့နေကြဟာရုပ်ဖြတ်ပြီးထောင်ချောက်အကြောင်းပြောပြနေခဲ့ပါတယ်။ညကြမှာတော့နေကြကိုထောင်မဲ့ထောင်ချောက်နဲ့သူတို့အားလုံးပဲပြန်မိသွားခဲ့ပါတယ်။သူဟာနေကြကိုမကောင်းဆိုးဝါးလို့ခေါ်လိုက်တာကြောင့်နေကြလည်းဒေါသထွက်သွားခဲ့ပါတယ်။နောက်ထွက်သွားတဲ့နေကြလည်းအနားမှာရှိတဲ့ကြောက်တုံးကြီးကိုကလေးတွေစီကိုကန်လွှတ်လိုက်ပါတယ်။ဒီချိန်မှာထိုက်ကျန်းရှန်ဝင်ခဲ့လိုက်တာကြောင့်ကလေးတွေလည်းအသက်ဘေးမှလွတ်မြောက်သွားခဲ့ပါတယ်။ဒီနောက်မှာတော့လေချန်ဟာနေကြကိုအခန်းတစ်ခုထဲမှာပဲပိတ်လောင်ထားဖို့အမိန့်ပေးလိုက်ပါတယ်။ညမှာတော့ထိုက်ကျန်းရှန်ဟာနေကြကိုမြေပုံကြီးတဲ့ကိုအကွက်ဆင်ပြီးခေါ်လာခဲ့လိုက်ပါတယ်။သူခေါ်လာရခြင်းအကြောင်းကတော့ပညာသင်ပေးခြင်းလိုပဲဖြစ်ပါတယ်။အဲဒါချင်းနေ့မှာပဲနေကြကိုရုပ်ပြောင်းရုပ်လဲပညာကိုသင်ပေးလိုက်ပါတယ်။ညကြမှာတော့ဆရာတဲ့တပတ်လက်ဆောင်ထပ်ဆိုသလိုပဲနေကြဟာနေကြရဲ့အမေပုံစံပြောင်းလဲကထိုက်ကျန်းရှန်ကိုလှည့်သားလိုက်ပါတယ်။သိရှိတဲ့ဖားတကောင်ကိုတော့သတိမိတ်နေတဲ့နေကြပုံစံအဖြစ်ပြောင်းလဲလိုက်ပါတယ်။သိမိနေတဲ့ဖားကိုနေကြထင်ပြီးmouse to mouse လောက်ကတတိယအောင်လုပ်နေတဲ့ထိုက်ကျန်းရှန်ဟာဖားစိတ်မိသွားခဲ့ပါတယ်။ညကြမှာတော့ဖားစိတ်မိနေတဲ့ထိုက်ကျန်းရှန်ကိုဖားစိတ်တွေထွက်သွားအောင်ဖင်ကိုမြက်ပေးလိုက်ပါတယ်။ညကြမှာတော့နေကြရဲ့အဖေနဲ့အမေရောက်လာပြီးမိစ္ဆာတွေကိုနှိမ့်နေပြီးလူတွေကိုကယ်တင်ပေးဖို့နေကြကိုပြောလိုက်ပါတယ်။သူ့ကိုမိစ္ဆာလို့ပြောတဲ့သူတွေဒုက္ခရောက်တာသူကိစ္စမဟုတ်ဘူးလို့နေကြကပြန်ပြောလိုက်ပါတယ်။နေကြကတော့လူတွေကိုကယ်တင်ဖို့စိတ်မဝင်စားပဲအပြင်ထွက်ဖို့ကိုသာသူ့အဖေကိုနာပူနာသာတိုက်နေခဲ့ပါတယ်။နေကြဟာပူဇော်လို့မရတာကြောင့်ထိုက်ကျန်းရှန်စီကနေစုပ်တံကိုခိုးပြီးရေပုံကဘာကနေထွက်လာခဲ့ပါတယ်။နေ့ချင်းမှာရေမိတ်ဆာတကောင်ဟာကမ်းဘက်ကနေတက်လာပြီးရွာဘက်ကိုဦးတည်နေခဲ့ပါတယ်။ခွေးကိုဖမ်းပြီးစားဖို့လုပ်နေတဲ့ရေမိတ်ဆာလည်းမိတ်ဆာနှိမ့်နှင်းဖို့သွေးဆူနေတဲ့နေကြနဲ့တွေ့သွားခဲ့ပါတယ်။ရေမိတ်ဆာဟာနေကြအကြောင်းကိုကောင်းကောင်းမသိသေးတာကြောင့်ဆဆချင်းမှာတော့နေကြကိုလှောင်ရည်နေခဲ့ပြီးနေကြကတစ်ချက်ပိတ်ကန်လိုက်ချိန်မှာတော့ထွက်ပြေးသွားခဲ့ပါတယ်။နေကြလည်းရေမိတ်ဆာကိုနောက်ကလိုက်ပြီးတိုက်ခိုက်နေတာကြောင့်ရွာထဲကအိမ်တွေလည်းကုန်းလုံးနှီးပါဖြစ်နေခဲ့ပါတယ်။ရေမိတ်ဆာလည်းရေတွေထည့်ထားတဲ့အိုးထဲမှာကိုရောင်ဖြောက်ပြီးနေခဲ့ပါတယ်။ဒီချိန်မှာနေကြလည်းရေအိုးတွေကိုမီးညက်မှုတ်လိုက်တာကြောင့်အိမ်တွေပါမီးလောင်သွားခဲ့ပါတယ်။ဒေါသတနေရာမှာဆော့နေတဲ့ကလေးတယောက်ကိုရေမိတ်ဆာဟာဖမ်းဆီးသွားပြီးခြားကလေးတယောက်ကလှမ်းပြီးမြင်လိုက်တာကြောင့်နေကြတယောက်ပြန်ပြီးဆွဲသွားတဲ့ထင်ပြီးရွာသားတွေကိုသွားပြီးပြောခဲ့ပါတယ်။တစ်ဖက်မှာတော့ရေမိတ်ဆာဟာနေကြလက်ကနေလွတ်တော့မဲ့အချိန်မှာပလဲနှစ်ဖျားအော်ပင်ရောက်လာခဲ့ပါတယ်။အော်ပင်ဟာရေမိတ်ဆာကိုတစ်ချက်တည်းအမောက်သိပ်ပြီးကလေးမလေးကိုကယ်တင်လိုက်ပါတယ်။
ဒီချိန်မှာမိကြားဟာသူ့ပင်မဲ့ကလေးမလေးကိုအော်ပင်ကဝင်ပြီးကဲလိုက်တာကြောင့်ကြောက်ခိုင်းနဲ့လှမ်းပစ်ပြီးကလေးကိုပြန်ယူလိုက်ပါတယ်။အဲဒီနောက်မှာတော့ကလေးကိုမိစ္ဆာစီပြန်ပေးထားလိုက်ပြီးမိကြားနဲ့အော်ပင်ဟာအသေးလေးတက်ခိုက်ခဲ့ကြပါတယ်။မိကြားလည်းအော်ပင်ခြုံထားတဲ့အဝတ်ကိုဖယ်လိုက်တာကြောင့်ငကားမှန်းတည်သွားခဲ့ပါတယ်။ရေမိစ္ဆာရဲ့တရေနဲ့ထိလိုက်ရင်တော့ကြောက်တုံးဖြစ်သွားမှာဖြစ်လို့ရေမိစ္ဆာဟာသူ့ရဲ့တရေတွေနဲ့ပူပေါင်းလောက်ကသူ့ရဲ့ပပတ်လက်ကိုမှုတ်ထုတ်ထားလိုက်ပါတယ်။ခဏကြာမှတော့ကလေးမလေးကိုရေမိစ္ဆာဟာမျိုးချလိုက်တာကြောင့်အော်ပင်ဟာပူပေါင်းတွေကိုကျွမ်းကျင်စွာရှောင်တိန်ပြီးမိစ္ဆာရဲ့ပိုက်ကိုထိုးကကလေးမလေးကိုပြန်ထွက်လာအောင်လုပ်လိုက်ပါတယ်။နောက်ကြမှာတော့ကလေးမလေးနဲ့အော်ပင်တို့ဟာကြောက်ရွံ့ဖြစ်သွားခဲ့ပါတယ်။ကြောက်ရွံ့ဖြစ်နေတဲ့အော်ပင်ကိုမိစ္ဆာကြီးကရှင်းလင်းတော့မဲ့အချိန်မှာပဲနေကြဟာပူပေါင်းတွေကိုကြော်ဖြတ်ပြီးမိစ္ဆာကြီးကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်။မိစ္ဆာကြီးကပူပေါင်းတွေကိုမှုတ်ထုတ်ပြီးသူ့ကိုယ်သူကာကွယ်ပေးမယ်ညံကောင်းလုံးနဲ့နေကြဟာကြောက်ရွံ့ဖြစ်နေတဲ့အော်ပင်ကိုကိုင်းပြီးမိစ္ဆာကြီးကိုတိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့မိစ္ဆာကြီးလည်းနေကြကိုအရှုံးပေးကဖြစ်သေးပေးမယ်လို့ပြောကအပတ်ချမ်းသာပေးဖို့တောင်းဆိုလိုက်ပါတယ်။အဲလိုနဲ့နေကြလဲမိစ္ဆာကြီးကနှစ်ချေးဖြစ်စစ်နဲ့အော်ပင်နဲ့ကလေးကိုတုတ်လင်းကအသက်ကိုကယ်တင်လိုက်ပါတယ်။သင်ဟာနေကြနဲ့ဆက်ပြီးတက်ခိုက်လိုက်မယ်လို့နေကြကထင်နေခဲ့ပေမဲ့ယေရှုသင်စကားပြောလိုက်တာကြောင့်သူ့ဘဝမှာဒါဟာပထမဆုံးတငယ်ချင်းရပြီဆိုပြီးပြောနေခဲ့ပါတယ်။အဲလိုနဲ့နေကြနဲ့အော်ပင်တို့လည်းတငယ်ချင်းတွေဖြစ်သွားခဲ့ပြီးလက်ရည်တူတဲ့ကတားဘော်တွေဖြစ်သွားခဲ့ပါတယ်။မင်းကတော့နေကြကိုခရုကွန်လေးတစ်ခုပေးလိုက်ပြီးသူနဲ့တူတူစော့ကျင်မှုတ်လိုက်ဖို့မှားကြခဲ့ပြီးဖတ်သွားခဲ့ပါတယ်။ဒီချိန်မှာရွာသူရွာသားတွေဟာနေကြဟာကလေးကိုပြန်ပြေးဆွဲသွားတဲ့ထင်ပြီးအုပ်စုလိုက်ကြီးရောက်လာခဲ့ပါတယ်။ဖြစ်သူ့ဘောကိုမကောင်းဆိုးဝါးလို့မြင်နေကြတဲ့ရွာသူရွာသားတွေကိုနေကြဟာအလွန်စိတ်ပြက်နေခဲ့ပြီးသူ့ကိုမကောင်းဆိုးဝါးလို့ခေါ်လိုက်တာကြောင့်ဒေါသထွက်ပြီးရွာသူရွာသားတွေအားလုံးကိုအမှုတ်ချေပလိုက်ပါတယ်။ချိန်မှာထိုက်ကျန်းရှန်ရောက်လာခဲ့ပြီးမိကြားကိုကျိုးနီပွားလေးနဲ့ဖမ်းဆီးကခေါ်သွားခဲ့ပါတယ်။ကြားတစ်ဖက်မှာတော့ငကားမင်းသားလေးအော်ပင်ဟာငွေချင်းအသစ်တယောက်ရခဲ့တဲ့ဆိုတဲ့အကြောင်းပြောပြီးမိကြားရဲ့အကြောင်းကိုပြပြလိုက်ပါတယ်။ကြားမှာတော့ရှန်ကုန်းမောင်ဟာအော်ပင်တွေ့ခဲ့တဲ့မိကြားရဲ့အကြောင်းကိုတစ်ဖန်ပြန်ပြောပြလိုက်ပါတယ်။မိကြားဟာနောက်3နှစ်နေရင်သူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ပလက်နတ်ဆိုဟာနိုးထလာမှဖြစ်ပြီးလောကကြီးကိုဖျက်ဆီးမှာပဲဖြစ်ပါတယ်။အဲဒီချိန်မှာငကားမင်းသားလေးအော်ပင်ဟာနေကြကိုအနာယူကလောကဆောင်နှက်ကြီးရဲ့မျက်နှာသားကိုရရှိပြီးငကားမျိုးနွယ်တွေကလည်းလက်ပြည်ကိုဝင်ထွက်သွားလာနိုင်မှာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အော်ပင်ကတော့သူ့ရဲ့တငယ်ချင်းအစ်စ်လေးဟာသူ့ရဲ့ရန်သူဖြစ်လာမှဖြစ်တာကြောင့်စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ဒီဘက်မှာတော့နေကြဟာအခန်းထဲမှာပိတ်ခံထားရတာကြောင့်နေချင်းစောနိုင်နေခဲ့ပါတယ်။သူ့ကိုထမင်းလာပြတဲ့သူတွေကိုလည်းကန်ထုတ်ပစ်ပြီးထမင်းမစားတာ3ရက်တောင်ရှိနေခဲ့ပါတယ်။အဲဒီချိန်မှာနေကြရဲ့မိဘတွေနဲ့ထိုက်ကျန်းရှန်တို့ဟာနေကြတီကိုရောက်လာခဲ့ကြပါတယ်။နေကြလေးကိုပျော်ရွှင်အောင်အမျိုးမျိုးလုပ်ရပေမဲ့နေကြကတော့မက်တီမိုက်ကန်းပုံနဲ့အိပ်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့နေကြရဲ့အမေဟာနောက်3ရက်နေကြာရောက်တော့မဲ့နေကြရဲ့မွေးနေ့မှာလူတွေအများပြားလာပြီးဆူတောင်းပေးကြမှာဖြစ်ကြောင်းပြောလိုက်တော့နေကြဟာခဏမျှပျော်ရွှင်သွားပေမဲ့ဘလို့မှမဖြစ်နိုင်ကြောင်းသိနေတာကြောင့်ပြန်ပြီးအိပ်သွားခဲ့ပါတယ်။နေကြဟာသူ့ရဲ့မိဘတွေရှေ့မှာတော့အချင်အောင်ဆောင်နေခဲ့ပေမဲ့သူမိဘတွေထွက်သွားချိန်မှာတော့ပျော်ရွှင်ပြီးခုန်ပေါက်နေခဲ့ပါတယ်။နေကြဟာသူ့ရဲ့တူရီတော်တငယ်ချင်းတွေဖြစ်တဲ့အော်ပင်ကိုဖိတ်ဖို့အတွက်ဖိတ်စာကိုပါရေးဆွဲနေခဲ့ပါတယ်။စစ်သူကြီးလီကျင်းကတော့သူ့ရဲ့သားလေးနေကြရဲ့3နှစ်ပြည့်မွေးနေ့မှာလာခဲ့ကြဖို့အားလုံးကိုအနှုတ်ညွတ်တောင်းပန်ပြီးဖိတ်ကြားမှာဖြစ်ကြောင်းဆုံးဖြတ်လိုက်ပါတယ်။ညကတော့တစ်ချိန်ညရန်သူ့ရဲ့ရံပက်ပြစ်လာမဲ့တငယ်ချင်းလေးအော်ပင်ကိုမွေးနေ့ဖိတ်စာသွားပေးခဲ့ပါတယ်။အော်ပင်ဟာသူ့ရဲ့တူရီတော်တငယ်ချင်းလေးဖြစ်တာကြောင့်ဘယ်သူမှမလာလဲအော်ပင်ကိုတော့တေချာလာခဲ့ဖို့ဖိတ်ကြားမိကြဟာပြန်သွားခဲ့ပါတယ်။ငကားတိုင်းမိမှာတော့ငကားတွေဟာသူတို့ရဲ့အကျေးခွန်တွေကိုဖြုတ်ပြီးငကားမင်းသားလေးအော်ပင်ကိုငကားဝေးယုံဆင်မြန်းပေးလိုက်ပါတယ်။တခြားတစ်ပတ်မှာတော့နေကြရဲ့မွေးနေ့ပွဲကိုခန်းခန်းနာနာနဲ့ကျင်းပနေခဲ့ပါတယ်။နေကြရဲ့မွေးနေ့ပွဲကိုတက်ရောက်ခဲ့ကြပေမဲ့ဘယ်သူမှပြုံးပျော်ရွှင်ခြင်းမရှိဘဲအားလုံးဟာမပြုံးအောင်ဟန်ဆောင်ပြီးပြုံးနေခဲ့ကြပါတယ်။အခန်းထဲမှာနေကြတယောက်တည်းရှိနေတော့ကောက်ကျစ်တဲ့ရှန်ကုန်းမောင်ရောက်လာပြီးနေကြရဲ့ဘဝမှန်ကိုပြောပြလိုက်ပါတယ်။ပိုပြီးပွဲစီတော့အောင်ရင်းရံခွင့်ဖြုတ်တဲ့ဂါတာကိုပါရှန်ကုန်းမောင်ဟာနေကြကိုတင်ပေးလိုက်ပါတယ်။ခဏကြာမှတော့နေကြဟာမွေးနေ့ပွဲအခမ်းအနားစီကိုထွက်လာခဲ့ပါတယ်။ဘဝမှန်ကိုလိန်ထားတဲ့သူ့ရဲ့မိဘတွေနဲ့သူ့ရဲ့ဆရာကိုနေကြဟာဒေါသထွက်နေခဲ့ပါတယ်။နေကြရဲ့မွေးနေ့လက်ဆောင်အဖြစ်သူ့ရဲ့ဆရာဟာမိလာနာနဲ့နေရောင်ဘဝစားလေးကိုပေးလိုက်ပါတယ်။ဒါနဲ့မကသေးပဲသူ့ရဲ့စီးတော်ရင်ဝက်ကြီးကိုပါပေးလိုက်ပါတယ်။စီးတော်ရင်ဝက်ကြီးဟာနေကြရဲ့လက်ထဲမှာတော့ကောင်းကင်မှာလိုတလို့ပြန်သန်းနိုင်တဲ့မိကွင်းပြန်တစ်ခုဖြစ်သွားခဲ့ပါတယ်။ခဏကြာမှတော့နေကြဟာသူ့ရဲ့ဘဝမှန်ကိုလိန်ခဲ့တဲ့သူ့ရဲ့မိဘတွေကိုဒေါသထွက်ပြီးရှန်ကုန်းမောင်တင်ပေးခဲ့တဲ့ရင်းညံခွင်းဖြုတ်တဲ့ကာတာကိုရွတ်ဆုံနေခဲ့ပါတယ်။
ဒါကြောင့်ရင်းရကွင်းဟာပြုတ်ထွက်သွားခဲ့ပြီးမိကြဟာစနစ်သားအရွယ်သို့ပြောင်းသွားကပလဲမိတ်စာအသက်ဝင်သွားခဲ့ပါတယ်ဒီချိန်မှာနေကြဟာသူ့ရဲ့အဖေကိုစတင်ပြီးတိုက်ခိုက်ပါတယ်။အဲဒီကြမ်းရှမ်းဟာလည်းနေကြကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ပေမဲ့ဘလို့မှထိန်းချုပ်မရဖြစ်နေခဲ့ပါတယ်။ရင်းရံဝင်းကိုတော့ရှန်ကုန်းမောင်ကယူသွားခဲ့ပါတယ်။ခြားတစ်ဖက်မှာတော့ရှန်ကုန်းမောင်ဟာနေကြရဲ့အဖေနဲ့အမေတေတာနဲ့နေကြကိုဝင်ရှင်းဖို့အော်ဘင်ကိုပြောလိုက်ပါတယ်။စိတ်ထားကောင်းတဲ့အော်ဘင်ဟာနေကြဟာကျင်းသားကြောင့်အသက်မရှင်နိုင်ငယ်ရင်တောင်နေကြရဲ့မိဘတွေဟာဘာအပြစ်မှမရှိတာကြောင့်သူ့ရဲ့မိဘတွေကိုသွားခဲ့မယ်လို့ပြောကရင်းရံကိုယူပြီးထွက်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့နေကြဟာသူ့ရဲ့အဖေကိုချုပ်ပြီးမီလန်နာနဲ့ပြခွင်းမှုလောက်လိုက်တဲ့အချိန်မှာအော်ဘင်ရောက်လာပြီးနေကြရဲ့အဖေကိုကယ်သွားခဲ့ပါတယ်။ဒီနောက်မှာတော့နေကြနဲ့အော်ဘင်တို့ဟာအပြင်းထန်တိုက်ခိုက်ခဲ့ကြပါတယ်။အော်ဘင်ဟာနေကြကိုထိန်းထားပြီးထိုက်ကျန်းရှန်ကိုရင်းရံခွင်းပေးကနေကြကိုထိတ်ချုပ်ခိုင်းလိုက်ပါတယ်။ထိုက်ကျန်းရှန်လည်းရင်းရံခွင်းကိုသုံးပြီးနေကြကိုထိန်းချုပ်ခဲ့ပါတယ်။အဲဒီအချိန်မှာနေကြဟာလူနှစ်သားကလေးလေးပြန်ဖြစ်သွားပြီးအဲဒီနေရာကနေရှက်ရှက်နဲ့ထွက်သွားခဲ့ပါတယ်။လီကျင်းဟာအသက်ငယ်ငယ်နဲ့အစွမ်းထက်နေတဲ့အော်ဘင်နာကိုကပ်ပြီးဝိယုံကိုဆွဲချွတ်လိုက်ပါတယ်။ဒီအချိန်မှာငကားမှန်းတီးသွားပြီးထိုက်ကျန်းရှန်လည်းလဲဝင်းရင်ကိုငကားတိုင်းပြည်ကကိုးသွားတာဖြစ်ကြောင်းသိသွားခဲ့ပါတယ်။ဘော်ဘင်လည်းအဲ့ဒီနေရာကနေထွက်သွားခဲ့ပေမဲ့ရှန်ကုန်းမောင်ရောက်လာပြီးသူလှုပ်ခဲ့တာဖြစ်ကြောင်းဝန်ခံလိုက်ကဖိုက်ကျန်ရှန်ကိုစတင်ပြီးစိန်ခေါ်လိုက်ပါတယ်။သူတို့ရဲ့အကြောင်းကိုအားလုံးသိသွားပြီဖြစ်တာကြောင့်တနေ့လုံးကိုရှင်းပြဖို့ရှန်ကုန်းမောင်ဟာအော်ဘင်ကိုဖိအားပေးလိုက်ပါတယ်။ဘင်ဟာစိတ်ထားကောင်းရှိပေမဲ့လည်းငကားမျိုးနယ်အတွက်တစုံတစ်ခုကိုဆုံးဖြတ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ရွာပတ်လက်မှာရှိတဲ့ရေတွေအားလုံးကိုရွာပေါ်ကိုမြောက်တင်လိုက်ပြီးတစ်နယ်လုံးကိုပင်လယ်ရေအောက်ရောက်အောင်လုပ်ပြီးအဆုံးသတ်ပြီးမှပဲဖြစ်ပါတယ်။တခြားတစ်ဖက်မှာတော့နီကြားလေးဟာဒေါ်ရဲကိုသွားပြီးငိုကြွေးနေခဲ့ပါတယ်။ဒီချိန်မှာထိုက်ကျန်းရှန်ရဲ့စီတော်ရင်ဝကြီးထွက်လာပြီးပုံရိပ်ရောင်တွေကိုပြခဲ့ပါတယ်။စစ်သူကြီးလီကျင်းဟာနက်ပြည်ကိုသွားပြီးနီကြားပေါ်ကြရောက်မဲ့ကျင်းစာကိုသူ့ပေါ်ကြရောက်အောင်အစီအမံလုပ်ပြီးသတိခံမှုရှိနေခဲ့တာကိုနီကြားလည်းသိသွားခဲ့ပါတယ်။အဲဒီအချိန်မှာသူ့ဖေပေးတဲ့မွေးနေ့လက်ဆောင်ဟာသူ့အဖေရဲ့အသက်ဖြစ်ကြောင်းသိသွားပြီးမိကြားလဲငိုကြွေးနေခဲ့ပါတယ်။မကြပါဘူးလေကျင်းတို့နဲ့တက်ခိုက်နေတဲ့အော်ပင်စီကိုမိကြားပြန်ရောက်လာခဲ့ပါတယ်။ဒီတစ်ခါမှာတော့မိကြားနဲ့အော်ပင်တို့ဟာအတီပေါက်ကြီးတက်ခိုက်နေကြပါတယ်။မိကြားဟာမိစ္ဆာတက်ပိုများလာမှပိုအားကောင်းလာတာဖြစ်တာကြောင့်ရင်းရံဝင်းကိုလက်မှပြောင်းဝှက်ပြီးတိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဆရာတစ်ပည့်၄ယောက်လုံးထိုက်ကျန်းရှန်ရဲ့မြေပုံထဲကိုရောက်သွားခဲ့ပါတယ်။ဒီကျန်းရှန်စီကမင်းနံကိုဝိုင်းလို့နေကြရင်အကုန်လုံးအဆုလိုက်ရေခဲတဲ့ပိတ်မိနေခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ထိုက်ကျန်းရှန်ရဲ့ဤပေါက်ချက်ကြောင့်နီကြားရဲ့ခြေထောက်နဲ့မင်းနံကိုရသွားခဲ့ပါတယ်။နီကြားလည်းခြေထောက်နဲ့ဆိုတော့ဘုံကိုကောင်းကောင်းမဆွဲနိုင်ခဲ့ပဲမြေကြီးနှစ်ချမ်းကွဲကအောက်ကိုအဆုလိုက်ပြုံလိုက်ကြပြီးမြေပုံကနေအောင်မြင်မြင်နဲ့ထွက်လာနိုင်ခဲ့ကြပါတယ်။အင်ကိုရောက်လာတာနဲ့အော်ပင်ဟာသူ့ရဲ့ပုံစံအတိုင်းငကားကြီးတစ်ကောင်အသွင်ပြောင်းပြီးသူလှုပ်ထားတဲ့ရေခဲထုကြီးပေါ်ကနေအတင်းပစ်ချလိုက်ပါတယ်။အဲဒီချိန်မှာညီကြဟာဂါရာကိုရွတ်ဆိုလိုက်ပြီးလူကြီးပုံကိုပြောင်းလိုက်ပါတယ်။တဖြည်းဖြည်းပြုတ်ကျလာတဲ့ရေခဲထုကြီးကိုအောက်ကနေပြန်ပြီးတွန်းမခဲ့ပါတယ်။အပေါ်ကနေငကားကြီးဟာအားကုန်သုံးပြီးဖိလက်တာကြောင့်မြို့ကိုဖုံးဖို့နည်းနည်းလေးပဲလိုပါတော့တယ်။ဒီနောက်မှာတော့ညီကြဟာသူ့ရဲ့နောက်ဆုံးအစွမ်းထက်ဆုံးလက်နက်ဖြစ်တဲ့လက်ချောက်ချောင်းသုံးပြီးပြန်မလိုက်တာကြောင့်ရေခဲတူကြီးဟာအပေါ်ကိုပြန်တက်သွားခဲ့ပြီးမိတောက်တွေကြောင့်အငွေ့ပြန်သွားကပျောက်ကွယ်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့နေကြဟာသူ့ရဲ့ဘဝအနည်းနဲ့ငကားကိုချုပ်နှောင်လိုက်ပြီးငကားကိုအနိုင်ရရှိသွားခဲ့ပါတယ်။ငကားဖြစ်တဲ့အော်ဘင်ကိုတတ်လို့ရပေမဲ့သူ့ရဲ့တဦးသီးသောတငယ်ချင်းလေးဖြစ်တာကြောင့်အလုံးနိုင်ကြောင်းပြောပြီးကလေးလေးပြန်ဖြစ်သွားခဲ့ပါတယ်။ခဏကြာမှတော့ကောင်းကင်ကြီးတစ်ခုလုံးမဲမောင်လာပြီးကောင်းကင်ကျင်းစာဟာနေကြရဲ့အပေါ်ကိုကြားရောက်လို့လာခဲ့ပါတော့တယ်။မိဘကျေးဇူးကိုသိတတ်တဲ့နေကြဟာသူ့ရဲ့မိဘတွေကိုပဝါနီနဲ့ဖမ်းချုပ်ထားလိုက်ပြီးသူ့အဖေရဲ့အပတ်ချင်းလဲမဲ့အစီအမံကိုဖျက်ဆီးလိုက်ကသူ့ရဲ့ကံကြမ္မာကိုသူပဲခံမယ်ဆိုပြီးပြေဖို့အချိန်ကိုစောင့်ဆိုင်လို့နေခဲ့ပါတယ်။နေကြဟာနောက်ဆုံးအနေနဲ့သူ့ရဲ့မိဘတွေကိုဥညွတ်ကြော့နေတော့မှာပဲကောင်းကင်ကြီးဟာနေကြကိုဆွဲခေါ်သွားပြီးမိုးကြိုးလက်နက်နဲ့စတင်ပြီးချေမှုန်းနေခဲ့ပါတယ်။မိုးကြိုးလက်နက်ကြောင့်အပြင်းထန်ခံစားနေရတဲ့နေကြစီကိုအော်ဘင်ရောက်လာခဲ့ပြီးနေကြကိုကာကယ်ဖို့အတွက်သူ့ရဲ့ငကားဝိယုံကိုထုတ်သွင်းလိုက်ပါတယ်။ကောင်းကင်ကျင်းစာလျှက်စီးပစ်တာကြောင့်နေကြမသိမချင်းရဲမှာမဟုတ်ပဲနောက်ဆုံးမှာတော့ငကားဝိယုံပဲပျက်စီးသွားခဲ့ပါတယ်။အဲဒီချိန်မှာပလဲနဲ့ပလဲမိတ်ဆာတို့ဟာပေါင်းစည်းသွားမိခဲ့ပြီးစွမ်းအားတစ်ခုဖြစ်ပေါ်လာကကောင်းကင်ကိုပြန်ပြီးတိုက်ခိုက်နိုင်စွမ်းဖြစ်ပေါ်လာခဲ့ပါတယ်။
နေကြတော့ဟာကောင်းကင်ကစွမ်းအားကိုအတက်နိုင်ဆုံးထိတ်ချုပ်ထားချိန်မှာပဲဖဲ့ကြမ်းချမ်းဟာလဲလုံးထည့်ထားတဲ့ဘူးကိုယူပြီးလဲလုံးကိုထည့်လိုက်မှကောင်းကင်ကကျင်းစာဟာပြတ်ပြဲသွားခဲ့ပါတယ်နောက်ဆုံးမှာတော့နေကြနဲ့အော်ပင်တို့ဟာခနာကိုတည်သွားခဲ့ပြီးလက်ဝှညင်အဖြစ်နဲ့ပဲကြန့်ရှိနေခဲ့ပါတယ်အဲ့ဒီချိန်မှာနေကြကိုအားလုံးဟာကျေးဇူးတင်ဥညွှတ်ရင်ဇလန်းလေးကိုအဆုံးသတ်ထားပါတယ်ကျေးဇူးပေးတဲ့တယောက်ချင်းတည်းတန်းကိုကျေးဇူးအထူးတင်ရှိပါတယ်